တော့မှာပေါ့နော်ကိုကနေပြီးတော့ Facebook လိုမျိုးတက်တွဲပြီးတော့တင်လို့ရတဲ့နီလန်လေးကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ကိုအနေနဲ့ကိုရဲ့တငယ်ချင်းတွေကို mention ခေါ်တာပဲဖြစ်ဖြစ်တက်တွဲပြီးတော့တင်နေတယ်ဆိုလို့ရှိရင်တော့ဒီလိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးပါဒါပေမဲ့ TikTok မှာရှင်းချက်တစ်ခုရှိတယ် Facebook လိုမျိုးအရန်ကြီးတက်တွဲလို့ရတဲ့အထီတော့သူကရှပြောင်ပေးထားသေးဘူးပေါ့နော်ဒါပေမဲ့ mention ခေါ်လို့ရတယ်mention ခေါ်တဲ့ရှင်နေဆိုရင်တော့ဘယ်လိုမျိုးလို့ရမှာလဲဆိုတော့ကိုအဆုံးထိလိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလို့ရမှာလဲဆိုတော့ကိုသွားပြီးတော့ကြည့်ကြရအောင်မန်းစင်းခေါ်လို့ရတဲ့နီးတက်တွဲလို့ရတဲ့နီးလန်းလေးကိုလာပြီးတော့မျှပေးတော့မှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ကိုကနေပြီးတော့ TikTok မှာ mention ခေါ်တဲ့ရှင်နဲ့တက်တွဲချက်ရှင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်အရင်ဆုံး TikTok လေးကိုအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးဆိုတာနဲ့ကိုကပေါ့နော်ဘသူ့ကိုတက်တွဲချင်တာလဲဥမာကိုကအရင်ဆုံးဗီဒီယိုတစ်ပုတ်ယူလာပေးဖို့ဖြစ်ရမယ်ယူလာပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့တိုက်ရိုက်ရှင်နေဆိုလို့ရှိရင်လည်းရိုက်လိုက်ပါလင်းရကြတော့ဥပမာယူလာပြီးတော့ပြပေးမှာဖြစ်တဲ့ကြောင့်မလို့ဗီဒီယိုတွေကိုသွားပေးမှာပေါ့နော်သွားလိုက်တဲ့အခါမှာဆိုဥပမာလေးနဲ့ဒီပုံလေးကိုယူလိုက်မယ်ယူပြီးပြီဆိုတာနဲ့ဒီမှာ net ဆိုတဲ့ခလုံးလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုတာနဲ့ကိုက mention ခေါ်မှာဖြစ်တဲ့ကြောင့်မလို့ဒီမှာ mention ဆိုတဲ့ခလုံးလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကိုနှိပ်ပြီးပြီဆိုတာနဲ့ဒီမှာ people ဆိုတာကကြတော့ကိုသိတဲ့သူတွေရောမသိတဲ့သူတွေရောပေါ့နော်ကို follower လောက်ထားတဲ့သူတွေရောကိုက follower လောက်ထားတဲ့သူတွေရောအကုန်လုံးတက်လာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အပေါ်နည်းနည်းလောက်ဆွဲလိုက်ပါအပေါ်နည်းနည်းလောက်ဆွဲလိုက်ပါကိုတက်တွဲခြင်းတဲ့သူကိုရွေးချယ်ပေးလိုက်ပါဥပမာလင်းရဒီမျိုးထက်အောင်ဆိုတဲ့အကောက်ကလေးကိုရွေးချယ်ပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဥပမာဒါမျိုးထက်အောင်ဆိုပြီးတော့ရောက်ရှိသွားပြီရောက်ရှိသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ hashtag ကလေးကိုရေးလိုက်ပါရေးပြီဆိုလို့ရှိရင်ကိုကဘာရေးမှာလဲဥပမာကိုကသူ့ချီကိုဘယ်လိုမျိုးရောက်ရှင်တာလဲပေါ့နော်ကိုရေးခြင်းတဲ့စာသားတွေကို hashtag လေးထည့်ပြီးတော့ရေးရှယ်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာပြီးသွားပြီဆိုတာနဲ့ဒီမှာဒီ post ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါဒီမှာဒီ post ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ post video ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကို mention ခေါ်ခြင်းတဲ့သူတွေစီကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုသုံးကြည့်လိုက်ပါတကယ်လို့ဒီဗီဒီယိုလေးကကြိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်